င်္ဂလာပါကျွန်တော်ခုပြပြပေးခြင်းတဲ့အကြောင်းအရာလေးကတော့ထိုင်းနိုင်ငံမှာရှိနေတဲ့ဒီအလုပ်လုပ်ကိုင်ခွင့်လက်မှတ်ဝက်ပါမစ်တွေတက်တန်းကုန်နေတဲ့ဒီကမ္ဘောဒီးယားအလုပ်သမား9000ကျော်ကိုပေါ့နော်ဒီထိုင်းအလုပ်သမားဝန်ကြီးဌာနကနေပြီးတော့ဒီတက်တန်းပေးမတိုးတော့ဘူးအဲ့ဒါကိုဒီတရားဝင်အလုပ်သမားဝန်ကြီးကနေပြီးတော့တရားဝင်ဒီနေ့မှာပြောလာပြီပေါ့နော်ဒီနေ့မှာသူတို့အလုပ်သမားဝန်ကြီးရဲ့ဒီဝန်ကြီးဌာနရဲ့ဒီကဘိနက်အစည်းအဝေးရှိတယ်ပေါ့လေအရင်ကတော့ဒီသတင်းကကောလာဟာလာအနေနဲ့ထွက်တယ်ဒါပေမဲ့ဒီတစ်ခါမှာတော့လုံးဝကို confirm ဖြစ်သွားပြီပေါ့နော်ပြီးတဲ့အခါမှာဝန်ကြီးကထပ်ပြောတာကဒီသူတို့တက်တံမတိုးပြီးတော့မဲ့အလုပ်သမား9000ရဲ့နေရာမှာတခြားနိုင်ငံတွေဖြစ်တဲ့မြန်မာရဲ့လာအိုရဲ့ဗီယက်နမ်ရဲ့ကနေပြီးတော့အလုပ်သမားတွေကိုခေါ်ယူသွားမယ်ပြီးတဲ့အခါမှာဒီဂျားကာလာမှာဒီယာယီအနေနဲ့ဒီကျွန်တော်တို့ထိုင်းမှာရှိတဲ့ဒုက္ခသည်စခန်းတွေစီကနေပြီးတော့အလုပ်သမား4000ကျော်နဲ့ဒီယာယီဖြည့်ရှင်းမယ်ပေါ့နော်ပြီးတဲ့ခါမှာထပ်ပြောတာကဒီကမ္ဘောဒီးယားအလုပ်သမားတွေကထိုင်းနိုင်ငံမှာဆိုလို့ရှိရင်ဒီကျွန်တော်စိုက်ပျိုးရေးလုပ်ငန်းတွေပြီးတဲ့ခါမှာဒီဆောက်လုပ်ရေးလုပ်ငန်းတွေမှာအဓိကလုပ်ကင်ကြရတယ်ပေါ့နော်အဲ့တော့ဒီစိုက်ပျိုးရေးလုပ်ငန်းမှာဆိုလို့ရှိရင်လည်းဒီအလုပ်သမားရှားပါမှုပြဿနာကြုံရမယ်ပေါ့အဲ့ဒါကိုတော့ဒီအလုပ်သမားဝန်ကြီးဌာနကနေပြီးတော့ဒီတရားဝင်သူတို့ဘက်ကနေပြီးတော့ဝန်ခံသွားတယ်ပေါ့နော်ပြီးတဲ့ခါမှာကျွန်တော်ဒီဂျားကာလာမှာဒီကျွန်တော်တခြားနိုင်ငံသားတွေလည်းအတူတူပဲထိုင်းနိုင်ငံမှာဝက်ပါမစ်တက်တန်တိုးတဲ့ကာလမှာဒီအထူးနေထိုင်ခွင့်ဆိုပြီးတော့အစိုးရကနေပြီးတော့ပေးရတယ်ပေါ့နော်အဲ့ဒီအထူးနေထိုင်ခွင့်ကိုလည်းဒီထိုင်းဝန်ကြီးချုပ်အနုထင်ကနေပြီးတော့ဒီဖြတ်သိမ်းဒီယာယီဆိုင်ငန်းလိုက်တယ်ပေါ့နော်ဖြတ်သိမ်းတာတော့မဟုတ်ဘူးဆိုင်ငန်းလိုက်နေဆိုပြီးတော့ဖြစ်လာတယ်ဒီပြဿနာတွေကဘာလို့ဖြစ်လာရလဲဆိုလို့ရှိရင်တော့ဒီပြီးခဲ့တဲ့ရက်ပိုင်းကထိုင်းကမ္ဘောဒီးယားနယ်စပ်မှာဒီထိုင်းစစ်ဒီကမ္ဘောဒီးယားဘက်ကထောင်ထားတဲ့မြေမြုပ်မိုင်းကိုနင်းပြီးတော့ဒီထိုင်းစစ်သားတအူးကခြေထောက်ပြတ်သွားတယ်ပြီးရင်ကမှတခြားစစ်သားတအူးလည်းဒဏ်ရာရသွားတယ်ပေါ့နော်ဒီကိစ္စဖြစ်ပြီးတော့ဒီချက်ချင်းဆိုသလိုပဲဒီပြဿနာတွေဒီကိစ္စတွေထပ်ပြီးတော့ပေါ်ပေါက်လာတာပေါ့နော်အဲ့တော့ဒီထိုင်းမှာရှိနေတဲ့ကမ္ဘောဒီးယားအလုပ်သမားတွေအနေနဲ့ကတော့တကယ်ကိုဘေးကျက်နံကျက်ဖြစ်နေတယ်ပြဿနာကဘာလဲဆိုတော့သူတို့မှာကဒီအလုပ်လုပ်ကိုင်ခွင့်လက်မှတ်လည်းမရှိတော့ဘူးဒီဗီဇာတွေလည်းကုန်ပြီပေါ့နော်ပြီးတဲ့အခါမှာသူတို့ရဲ့နိုင်ငံကိုလည်းပြန်လို့မရဘူးနေဆက်တွေကလည်းပိတ်ထားတယ်အဲ့တော့တကယ်ကိုဂျင်းနဲ့ချက်တဲ့ဖြစ်တယ်ပြီးခါမှာကျွန်တော်တို့အနီးနားပတ်ဝန်းကျင်မှာလည်းတွေ့နေရတယ်ပေါ့နော်တချို့နေရာတွေမှာဆိုလို့ရှိရင်တို့ဒီအခန်းငားတာတို့ဘာလို့မှတောင်မှတော်တော်လေးကိုဒီပြဿနာအနေနဲ့ကြီးလာတယ်ပေါ့နော်အဲ့တော့ကျွန်တော်မြန်မာပြည်သားတွေအနေနဲ့လည်းဒီကိစ္စတွေကြားထဲမှာကြားမညှက်ဖို့ပြီးတဲ့ခါမှာဒီ post တွေကိုတွေ့တဲ့ခါမှာဒီအောက်မှာဒီအပြက်သဘောဆောင်တဲ့ comment တွေကိုမရေးကြဘူးကျွန်တော်အနေနဲ့တိုက်တွန်းလိုပါတယ်ကိုကကုပ္ပတာကိုလေးပဲဒီပုံမှန်လေးနေတာပို့ပြီးတော့အဆင်ပြေမယ်လို့ထင်ပါတယ်အဲ့တော့ဒီနေ့ကျွန်တော်ပြောပြပေးခြင်းတဲ့အကြောင်းအရာလေးကဒီလောက်ပါပဲထိုင်းနိုင်ငံမှာရှိတဲ့ထူးခြားဖြစ်စဉ်တွေစိတ်ဝင်စားဖွယ်တဲ့သတင်းတွေကိုနေ့စဉ်တင်ဆက်ပေးနေမှာဖြစ်ပါတယ်ကျွန်တော်ကတော့အုပ်စိုးပါ